ခေါင်မိုးကမလုံးတော့မိုးတန်ကိုခံနေရတာအမှန်ပဲဒါပေမဲ့မိုးရွာတဲ့အကြောင်းဟာကိုတယောက်တည်းကြောင်းတော့မဟုတ်ဘူးစီမီခန့်တော့မိုးညတကောင်ဟာကိုမောင်တလို့ရှိတာအမှန်ပဲဒါပေမဲ့လက်ွယ်တဲ့အကြောင်းဟာကိုတယောက်တည်းကြောင်းတော့မဟုတ်ဘူးလောကရဲ့ထောက်စဉ်ပြောင်းလဲခြင်းအောင်မှာချစ်ချင်းရဲ့အရာရာလိုက်လျောမှုသဘောနဲ့အစဉ်ပြေအောင်နေနိုင်ဖို့ပဲလူရန်စိတ်မရှိတော့ဘဝတန်ကိုခံနေရတာအမှန်ပဲဒါပေမဲ့ပြဿနာဖြစ်တိုင်းဟာကိုတယောက်တည်းကြောင်းတော့မဟုတ်ဘူးအထင်သေးတဲ့အကြည့်နဲ့ကြည့်တဲ့သူကိုစင်ကြီးရိပေးလို့အပေါ်ပဲဒါပေမဲ့စကားတစ်ခုတော့ပြောမယ်ကိုတယောက်တည်းကြောင်းတော့မဟုတ်ဘူးလောကရဲ့ထောက်စဉ်ပြောင်းလဲခြင်းအောင်မှာချစ်ချင်းရဲ့အရာရာလိုက်လျောမှုသဘောနဲ့အစဉ်ပြေအောင်နေနိုင်ဖို့ပဲလူတန်းစိတ်မရှိတော့ဘဝတန်ကိုခံနေရတာအမှန်ပဲဒါပေမဲ့ပြဿနာဖြစ်တိုင်းဟာကိုတယောက်တည်းကြောင်းတော့မဟုတ်သေးတဲ့အကြည့်နဲ့ကြည့်တဲ့သူကိုစင်ကြီးရိပေးလို့အပေါ်ပဲဒါပေမဲ့စကားတစ်ခုတော့ပြောမယ်ကိုတယောက်တည်းကြောင်းတော့